ပြန်ရောင်းမဲ့မမရဲ့အတွက်ထက်ဝက်ညက်မဲ့ခလေးဝမ်းဆက်လေးတွေပေါ့နော်တရုတ်ပစ္စည်းအကောင်လိုင်းထဲရနော်ပြင်မှာဆိုရင်ဖောက်တဲ့ဈေး1000ကျော်တယ်အခုမမင်ရလေထက်ဝက်ဈေးလေးနဲ့ပေးမှာပေါ့နော်9000ကျော်လေးနဲ့ပေးမှာပါသူကကြတော့အယောပါမယ်နော်ပြန်ရောင်းသမားရဲ့အတွက်နော်ကိုမတို့နော်ဝစ်ချင်တဲ့လူဆိုရင်လည်းရတယ်စိုက်ကအစုံပါမှာစိုက်လေးကတော့ခွဲရောင်းပေးလို့မရဘူးပေါ့နော်ယောက်ျားလေးအစင်မိန်းကလေးအစင်ဆိုပြီးတော့2မျိုးပါမယ်ပေါ့နော်စိုက်ကိုဒါလေးကအသေးဆုံးကနေစပြီးတော့ပြပေးမယ်နော်နော်စိုက်သေးကနေစပြီးတော့ဖွင့်ပြပေးမယ်ဒီမှာဒါလေးကတော့ယောက်ျားလေးအစင်လေးဆိုရင်ယောက်ျားလေးကိုရောင်းမနော်ဒါလေးဆိုရင်5နှစ်ကအေးဆေးဝတ်လို့ရမယ်ဒါမျိုးတစ်ထည့်တစ်ပါကင်းနဲ့လာတဲ့1ဆက်လေး9000နဲ့မှ900ကျပ်90တရကနေစပြီးတော့မာယူယုံမဲပြီးတော့ဒါစိုက်ကြီးလေးဖွင့်ပြမယ်ပေါ့နော်စိုက်ကြီးစိုက်တွေအစုံပါတာပါပန်းရောင်လေးကတော့2ထည့်ပါမယ်နော်9000နဲ့မှ900ကျပ်ဒါဆိုရင်6နှစ်9နှစ်နော်အေးဆေးဝတ်ပါဒါမျိုး90တရမှဆိုရင်ကာလာလေးကတော့မတူအောင်တော့ကွဲအောင်ထည့်ထားပေးတယ်တစ်စုံမှ9900ထက်နဲ့လာယူအရန်တန်တယ်နော်ပစ္စည်းလေးကလေကိုမတို့ဒါပြန်ရောင်းသမားတွေထက်ဝက်မြက်မဲ့ပစ္စည်းလေးတွေပါရအောင်ယူပါယောက်ျားလေးအစင်မိန်းကလေးအစင်အယောပါမယ်စိုက်လည်းအယောပါမယ်အစင်လည်းအယောပါမယ်ကာလာလည်းအယောပါမယ်ဒါလေးကချော်စိလေးရလို့ချော်စိလေးနဲ့ရောင်းပေးရဖြစ်ပါရဲ့ရှင်အယောင်ငွေချလည်းရတယ်စိုက်မှလည်းလောက်ဝယ်လို့ရတယ်ကျေးဇူးပါ